ကဲအားလုံးပဲမင်္ဂလာပါညီမအောင်ပေါ့နော်ဟိုဆိုင်ဇက်နေဇက်မြင့်အကြောင်းမေးထားလို့လေအိမ်တော့ညီမ Facebook မှာတော့ပြောပြဘူးတယ်ဒီဇက်နေဇက်မြင့်ကကျတော့သူတို့ရဲ့ဒီဘယ်လိုပြောမလဲ family မိသားစု family name နဲ့ပေါ့နော်သူတို့ကတတ်မှတ်တာဒီလားဟိုဗမာတွေတော့ရှိလားမရှိလားတော့မသိဘူးညီမတို့ကချင်နေဆိုလို့ရှိရင်အဲ့လိုမျိုးဘယ်လိုပြောမလဲfamily name ရှိတယ်ပေါ့နော်ဘာအမျိုးပေါ့နော်အဲ့လိုမျိုးကချင်ဆိုရင်တော့မှဘာအမျိုးလဲအဲ့လိုမျိုးရှိတယ်ပေါ့နော်ဒီအိန္ဒိယမှာလည်းသူတို့ကလည်းအဲ့လိုမျိုးပဲသူတို့ကဇက်နေဇက်မြင့်ဆိုရင်သူတို့က family name နဲ့သတ်မှတ်တာပေါ့နော်ပထမသူတို့ကတွေ့လို့ရှိရင်ကနာမည်ဘလို့ခေါ်လဲအဲ့လိုမျိုးနာမည်ဘလို့ခေါ်လဲအဲ့လိုမျိုးနာမည်မေးတယ်ပြီးလို့ရှိရင်သူတို့ကကျတော့အဲ့လိုမျိုး gash ဘာအဲ့လိုမျိုး family name မေးတယ်ပေါ့နော်အဲ့လိုမျိုးသူတို့ကfamily name မေးပြီးမှပေါ့နော်ဇက်နေဇက်မြင့်ကိုခွဲတာပါလို့ပြီးလဲဇက်နေဆိုလို့ရှိရင်လေကိုဘယ်လိုပြောမလဲဇက်နေတွေကလည်းဒီဇက်မြင့်နေတဲ့ပတ်စံရှိပြီးချမ်းသာတဲ့လူတွေကအများကြီးပဲနော်တချို့လူတွေကကျတော့သိမလားဇက်နေဇက်မြင့်ကိုတဲ့ပတ်စံရှိတာမရှိတာနဲ့ခွဲတယ်တဲ့တကယ်တမ်းကျအဲ့ဒါမဟုတ်ဘူးနော်ဘယ်လိုပြောမလဲကိုယ့်ရဲ့ family name နဲ့ဆိုင်တာဇက်နေဇက်မြင့်ဆိုတာဒီဇက်မြင့်ထဲမှာလည်းဒီဇက်မြင့်နေတဲ့ပတ်စံရှိပြီးဟိုဘယ်လိုပြောမလဲအစင်ပြေတဲ့လူတွေမှာအများကြီးပဲသိရမလားအဲ့ဒါတွေကကျတော့မြို့ထဲမှာကျတော့တိတ်ပြီးတော့ဘယ်လိုပြောမလဲဂယုမဆိုင်ပွဲဇက်နေဇက်မြင့်ဆိုတဲ့အကြောင်းကိုလေသူတို့ကတိတ်ပြီးတော့အလေးမထားဘူးဒါပေမဲ့ဒီညီမတို့ဒီ Rajasthan တို့ဒီညီမတို့ Gujarat တို့ဘက်မှာဆိုအရန်သိမလားအဲ့ဒီရဟာအယူအရန်ရှိသေးတယ်သူတို့ကကျတော့လေဇက်နေတွေကကျတော့ကိုဇက်မြင့်တွေရဲ့အိမ်ကိုလာလေလို့ရတယ်ပေါ့နော်ဒါပေမဲ့သူတို့ကဒန်းတူထိုင်လို့မရအောင်ဇက်နေနဲ့ဇက်မြင့်ကကျတော့အဲ့လိုမျိုးဒီဇက်မြင့်တွေကကျတော့အဲ့လိုမျိုးကတင်ပေါ်မှာထိုင်နေဆိုလို့ရှိရင်ဇက်နေတွေကကျတော့ဒီအောက်မှာထိုင်တာပေါ့နော်အဲ့လိုမျိုးဒီဇက်မြင့်တွေကကျတော့ဇက်နေအိမ်ကိုမသွားကြအောင်ဒီညီမတို့ရွာလူတွေကကျတော့လေမြို့ကလူတွေကတော့မသိဘူးနော်ညီမမြို့ကနေလူတွေရဲ့အကြောင်းမပြောညီမတို့နေတဲ့ဂူဂျရတ်ကအကြောင်းပဲပြောဒီဇက်မြင့်တွေကကျတော့ဒီဇက်နေတို့အိမ်ကိုမသွားကြအောင်အဲ့ဆိုသူတို့ကသွားလို့ရှိရင်သူတို့ရဲ့သိမလားပကံနေနဲ့ကိုနဲ့သူတို့ကကျတော့မစားအောင်ဆိုတော့လေသူတို့ကမသွားဒီဇက်မြင့်တွေကကျတော့ဇက်နေအိမ်ကိုလာကြတယ်သူတို့အဲ့လိုမျိုးလာတဲ့အချိန်လက်ဖက်ရည်တိုက်တဲ့အချိန်လည်းတစ်ခါသုံးခွန်းနဲ့အဲ့မျိုးတိုက်ကြတယ်ပေါ့နော်ဘာလို့အဲ့လိုမျိုးဇက်မြင့်ခွဲတယ်လဲဆိုရင်ငါဒီမှာကျတော့လေဘယ်လိုပြောမလဲဒီဇက်နေတွေကကျတော့တချို့အကုန်လုံးမပြောတော့တချို့လူတွေကကျတော့လေအဲ့မျိုးအသားငါးစားကြတယ်အသားငါးဆိုတာထက်ဒီညီမတို့အခုမျိုးဆိုညီမတို့အိမ်မှာလေအရင်တော့အဲ့လိုမျိုးကျွဲမတကောင်တည်သွားတယ်ဒီအဲ့လိုမျိုးကျွဲမတည်သွားကျွဲတွေဘာတွေတည်သွားတယ်ဆိုတချို့ဇက်နေတွေကကျတော့အဲ့ဒါကြီးကိုသွားပြီးတော့မျိုးအသားဖော်ရောင်းတာတော့တည်မလားအဲ့ဒါအမျိုးအသားတွေကိုစားတာတော့အဲ့လိုမျိုးတွေရှိတယ်လေအဲ့ခါကျတော့အဲ့ကြောင့်မလို့ပေါ့နော်သူတို့ကကြဘယ်လိုပြောမလဲအဲ့လိုမျိုးကြောင့်မလို့သူတို့ကဇက်နေလို့ခေါ်တာလားအဲ့လိုမျိုးနဲ့လဲဆိုင်နေနော်ဒီဇက်မြင့်တွေကကျတော့အတီးရပဲစားတာလေနော်ဟင်းတီးဟင်းရွက်သမားတွေပြီးလို့ရှိရင်လည်းဒီဇက်မြင့်ထဲကလည်းတချို့အသားငါစားတဲ့လူဆိုရင်စားလို့ရှိရင်လေဒီတခြားလူတွေတိတယ်ဆိုရင်အမျိုးကိုယ့်အိမ်ကိုလာပြီးတော့မျိုးရေတွေမတောက်ဘူးအဲ့လိုမျိုးပေါ့နော်သူတို့အဲ့လိုမျိုးခွဲခြားတယ်ပေါ့နော်အဲ့လိုမျိုးရှိပါတယ်လို့နော်ဒီညီမတို့ဂူဂျရတ်မှာကျတော့ဂူဂျရတ်နဲ့ရာဂျစတန်မှာကျတော့လေအတန်းငါစားဖို့လေအရင်တည်မလားဟိုစားတော့ဆိုင်တွေဘာတွေမှာဆိုလို့ရှိရင်အတန်းငါသွားမရှာနဲ့မရအောင်ဒီရာဂျစတန်နဲ့ဒီညီမတို့နေတဲ့ဂူဂျရတ်မှာကျတော့အတန်းငါကျတော့အမျိုးစားတော့ဆိုင်မှာတွေမရဘူးဒါပေမဲ့ရှိတာတော့မရှိတာမဟုတ်ရှိတယ်ပေါ့နော်ဒီညီမတို့အခုနေတဲ့ဒီနလီယာမှာတောင်မှလေအမျိုးဘယ်လိုပြောမလဲငါးတွေရောင်းတဲ့ဟာတွေရှိတယ်အမျိုးကြက်ဥတွေဆိုပေါ်တင်ရောင်းတာတော့ညီမတို့ဟုတ်ပဲရွာမှာဆိုလို့ရှိရင်ကြက်ဥတောင်မှလေတချို့ရောင်းတဲ့လူရှိတယ်ဒါပေမဲ့ခိုးပြီးရောင်းကြတာသိရမလားအဲ့လိုပေါ်တင်ကြီးအဲ့လိုမျိုးအရှိမချပြီးတော့မရောင်းဘူးအဲ့လောက်ထိတောင်မှတင်းချက်တီးတယ်ပေါ့နော်ညီမတို့ဒီဂူဂျရတ်မှာကျတော့ဘယ်လိုပြောမလဲစားချင်တယ်ဆိုရင်တိတ်ပုံစားအဲ့လိုမျိုးသဘောပေါ့အဲ့လိုမျိုးပေါ်တင်ကြီးမရောင်းပေဘူးအဲ့လိုရောင်းလို့လည်းမရအောင်အသားငါးကတော့ပေါ်တင်ရောင်းလို့မရတာတော့ဟုတ်တယ်အဲ့လိုမျိုးစားတာမစားတာတော့တချို့လူတွေစားတဲ့လူရှိတဲ့လူတွေအတွက်ဆိုသူများခိုးပြီးရောင်းနေတယ်လေအဲ့လိုမျိုးရှိပါတယ်လို့ဒီအိန္ဒိယမှာကျအယူရန်တီးတဲ့ဒီညီမဟိုဗီဒီယိုမှာပြောထားတယ်လို့ပဲ
ဒီရွာရေလာခန့်တာမှမျိုးမီးလုံပြီးမှပေါ့နော်မျိုးမီးအရင်လုံပြီးမှရေကိုခတ်ရတာပေါ့နော်သူတို့ကကြတော့လေဒီဘယ်လိုပြောမလဲအရင်ယူတီးသေးတဲ့ဒီဂူဂျရတ်မှာကြတော့လေဘယ်လိုပြောမလဲဒီရွာမှာဆိုလို့ရှိရင်ကတော့ပညာတတ်တွေသိမရှိတော့လေပြီးလဲသူတို့ကအရင်အယူဆွဲတဲ့ထက်မှလည်းပါသေးလို့နေမှာတိလားအဲ့လိုမျိုးအဲ့လိုမျိုးရှိရပေါ့နော်သူတို့ရဲ့ရိုးရာသူတို့ရဲ့ delay ကိုအခုချိန်ထိကျင့်သုံးနိုင်တာလဲတော့ဒါကလည်းချီကျူးစရာပဲလေအဲ့လိုအထင်သေးစရာတော့မဟုတ်တာတော့ချီကျူးစရာပဲဟင်းဒီဟင်းရစားတဲ့လူဆိုလို့ရှိရင်ကျမရေးတော့လည်းကောင်းတယ်ပြီးသူတို့ကဟင်းဒီဟင်းရပဲစားတော့လေပဲကိုလေစားကြတယ်ဒီကဟာတွေကကျတော့ညီမကျတော့တည်မလားပဲကိုတိတ်မကြိုက်ဘူးအဲ့လိုအိမ်ကအမျိုးသားနဲ့ဆိုလို့ရှိရင်လေကိုကတော့အဲ့လိုမျိုးအစိမ့်ကြော်တွေကြိုက်တယ်သူကကျတော့အစိမ့်ကြော်တွေကမကြိုက်ဘူးသူကကျတော့တဲမပဲတည်မလားအဲ့လိုမျိုး